မင်းကလေးမှန်ရင်မှန်ကြရမယ်လေဟုတ်တယ်မလားဒီတနခါသွင်းနေတဲ့မိမပြိုလေးလောက်ပြီးဆိုတော့မှတော့ကြည့်မှန်လေးရတော့လုံးဝကိုမပါမဖြစ်ပါမှာပဲဖြစ်ပါတယ်โอเคအခုမှန်လေးပြီးသားပြီဆိုရင်တော့ဖီးနားလေးမှာရေကွက်လေးနဲ့တပုတ်တန်လေးနဲ့လုပ်မယ်ဒါလေးရရေကွက်လေးပြီးတော့ပါကိုချစ်တဲ့တပုတ်တန်လေးလုပ်မယ်ပေါ့နော်ဒီငငယ်တော့ဆိုရင်လေဒီတပုတ်တန်အဲ့လိုအကြီးကိုဖူးရတော့အရန်သဘောကျတယ်အမွေးအများကြီးနဲ့ပေါ့နော်ပါးတစ်ခုလုံးကိုချစ်လိုက်လို့ရတယ်တပုတ်တန်ကိုဆိုရင်အရန်သဘောကျတယ်ပေါ့နော်အခုဒီမှာဆိုရင်တပုတ်တန်သေးလေးရလာပြီအရန်သေးရတယ်ပြီးသားရင်ဒါလေးကတော့အောက်ခံတုံးလေးမှာဖြာပုံစံလေးပုံဖော်ထားဖြစ်ပါတယ်ဒီလိုမျိုးအကုန်လုံးရသွားပြီဆိုရင်တော့သူ့ကိုစုစည်းလိုက်တဲ့အခါမှာဒီလိုမျိုးအရန်ကိုချစ်ဖို့ကောင်းတဲ့မြမမှုတနခါသွင်းနေတဲ့မိမပြိုလေးရဲ့ပုံစံလေးရလာပါပြီရှင်ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ပတ်တွေမှာလည်းဘလို့ရုပ်လေးတွေလောက်ရမလဲဆိုတာကိုကွန်မန့်မှာရေးပေးတော့ပါအောင်เนาะနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ကောင်းသောနေ့လေးဖြစ်ပါစေရှင်